အားလုံးပဲတခင်ယေရှုခရစ်တော်နာမတော်နဲ့မင်္ဂလာပါဒီကနေ့မှာပေးခဲ့ချင်တဲ့မစလေးကတော့မေကုလေအရင်ကုပူပြန်ပြီးပါဆင်ချင်နိုင်ဖို့မေ့ချင်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းဖခင်သခင်ကိုတကယ်ယုံကြည်တယ်လားဘာလို့ယုံကြည်ခဲ့တယ်လားပြန်လေပြီးစမ်းစစ်ဖို့ဖြစ်တယ်ယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့ကကြတော့တကယ်ရောညီလာမိမိအသက်ရှင်ခြင်းကတကယ်ကိုဖခင်သခင်ကိုယုံကြည်ကြောင်းပြတာချင်ရှိလားဗောနော်2020လောက်ကလည်းကျွန်တော်ယောဂကပေးတွေ2017နဲ့စစ်ပေးတွေเนาะကျွန်တော်ပြီးမှခက်ခဲမှုတွေကအများကြီးကြုံရတယ်ဒါပါတော့အဲ့လိုပဲဒုက္ခတွေတော့ရှောက်ရောက်ပြီး2014မှာဆိုလဲကျွန်တော်ဒါရေပေးတွေကြုံရခု2015မှာဆိုလည်းငါစီပေးကြောက်မှန်းလေးကြုံရတယ်အဲ့တော့အဲ့လိုကြုံရတဲ့ချိန်မှာတာမန်လူတွေတော့ကျွန်တော်မပြောသေးပဲနဲ့ယုံကြည်သူတွေကဘာဖြစ်လဲဆိုတော့တာမန်လူတွေကျွန်တော်ကြောက်နေသလားဗောနော်အခြားသောသူတွေထက်ဆန်းကျွန်တော်ခရိယယုံကြည်သူတွေကပူပြီးကြောက်နေသလားဗောနော်အသက်ရှင်သောဖခင်ကိုယုံကြည်တယ်လို့လည်းဆိုထားသေးတယ်ဒါပေမဲ့အဲ့ဒီလူတွေထက်ကျွန်တော်တို့ကပူပြီးအဲ့လိုကပ်ဘေးနဲ့ဆိုင်သောဘေးအန္တရာယ်တွေကိုကျွန်တော်တို့ပူပြီးကြောက်နေသလားဗောနော်ဒါမိမိအသက်တာကိုပြန်လေးပြီးစမ်းစစ်ဖို့ဖြစ်တယ်ပြီးယုံကြည်သူမယုံကြည်သူရှင်မသိခရစ်ဂျန်ခန်းချင်းငါးထဲမှာယုံကြည်သူမယုံကြည်သူပေါ်မှာသူကမြတ်တာတော့ဖခင်ဖြစ်တယ်သဘောဖြောင်းတော့ဖခင်ဖြစ်တယ်မူးကိုလည်းအတူရွာစေတယ်နော်အဲ့တော့အဲ့လိုလူမျိုးအဲ့လိုဖခင်ကကျွန်တော်တို့ရှိရတာနဲ့ယုံကြည်တဲ့သားနဲ့ဗောနော်လူဘေးတွေကျွန်တော်လာတဲ့အခါမှာကျွန်တော်အသက်ရှင်တော့ဖခင်ကိုယုံကြည်ကိုကိုယ်ယူမှန်ကျွန်တော်လူတွေကဘာလို့လဲဆိုတော့တိုက်တွန်းပြလေပြီးခွန်အားပေးထားရမှာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကတခြားတို့သူတွေထက်ဆိုင်အသက်ရှင်တော့ဖခင်ကိုရလို့သူဖြစ်တဲ့အတွက်တာတယ်အဲ့ဒါကြောင့်တာတဲ့သူကခွန်အားပေးတိုက်တွန်းလို့ဆိုမှာဖြစ်တယ်အချို့တို့သူတွေယုံကြည်သူတွေကမယုံကြည်သူထက်ဆန်ပူပြီးပြောင်းညံ့နေတာတွေ့တဲ့အခါမှာကိုယ့်ရဲ့ယုံကြည်ခြင်းကပြင်လေပြီးဒီချိန်မှာစမ်းစစ်ဖို့ဖြစ်ပါတယ်ဆိုတာလေးကိုစင်ချင်နိုင်ဖို့တိုက်တွန်းလိုက်ပါရစီတိုင်းမှာဖျက်သိကောင်းချပြပါစေ